ဘယ်လာကသူ့ရဲ့စကတ်ကိုမှတင်လိုက်တယ်ပြီးတော့ချွန်ထက်နေတဲ့တစ်ကိုင်းတစ်ခုနဲ့သူ့ရဲ့ပေါင်ကိုတမင်တကာထိုးဆိုင်လိုက်တယ်ဒါကသူ့ရဲ့ပထမဆုံးဓမ္မရာလာတဲ့ပုံစံမျိုးဟန်ဆောင်ဖန်တီးဖို့ပါပဲအဲ့ဒီနောက်မှာတော့သူမကကြောက်လန့်နေတယ်လို့ဟန်ဆောင်ပြီးသူ့မေစီကိုရှောက်သွားခဲ့တယ်ပြီးတော့သွေးဆုံးနေတဲ့သူ့စကတ်ကိုမှပြီးသူ့မေကိုပြလိုက်တယ်အမေဖြစ်သူကသူ့သမီးတကယ်ပဲအရွယ်ရောက်လာပြီလို့ထင်မှတ်သွားခဲ့တယ်ပြီးတော့မျက်နှာလေးညီမြန်းကဖြည့်ရှင်းပေးဖို့အတွက်အခန်းထဲကိုပြန်ခေါ်သွားခဲ့တယ်သူမသိခဲ့ရကတော့ဒါတွေအားလုံးဟာဗလာရဲ့အစီအစဉ်တစ်ခုပဲဆိုတာပါပဲရည်ရွယ်ချက်ကတော့သူ့မေကိုအခန်းထဲကိုမြှခေါ်ဖို့နဲ့ကြီးမားတဲ့ရှိုးဝက်ချက်တစ်ခုကိုပြောပြဖို့ပါပဲကျက်သူတို့ကိုခီးရတူထွက်ဖို့ဖိတ်ခေါ်ခဲ့တဲ့သူပေါ့သူဟာတကယ်တော့လူသက်သမားတစ်ယောက်ဖြစ်ပါတယ်သူမကသူ့မေကိုတပ်ပုံတွေပြလိုက်တယ်ပြီးတော့တပ်ပုံတွေကလူအားလုံးဟာဂျက်ရဲ့တက်ဖြတ်ခြင်းကိုခံခဲ့ရတယ်လို့ပြောပြခဲ့တယ်သူ့မေကတော့ဗလာပြောတာကိုလုံးဝမယုံခဲ့ပါဘူးဗလာကဂျက်ရဲ့သားကသူ့ကိုအစောပိုင်းကပြောပြခဲ့ကြောင်းပြောလိုက်တယ်သူတို့အတူတူကစားနေုံမှာဂျက်ရဲ့သားကသူ့ကိုရှိုးဝက်ခန်းတစ်ခုစီတိတ်တဆိတ်ခေါ်သွားခဲ့တယ်ပြီးတော့အဲ့ဒီခန်းထဲကမြေအောက်လုံကောင်းကိုဖွင့်ပြခဲ့တယ်အတွင်းကိုဝင်ရောက်သွားတဲ့အခါဗလာတယောက်ထိတ်လန့်တကြားတွေ့ရှိခဲ့ရပါတယ်အဲ့ဒီအခန်းထဲမှာကလေးငယ်တွေရဲ့ပစ္စည်းတွေနဲ့ပြည့်နှက်နေခဲ့တာပါပဲအဲ့ဒီနောက်ဂျက်ရဲ့သားကအဗန်တစ်ခုကိုဖွင့်ပြီးဗလာကိုအတွင်းထဲကဓာတ်ပုံတွေကိုပြခဲ့တယ်ဓာတ်ပုံတွေကတော့မိသားစုဘဝပုံစံတွေဖြစ်ပေမဲ့ထူးဆန်းစွာနဲ့ပဲဓာတ်ပုံတိုင်းမှာဂျက်ရဲ့မိသားစုပါဝင်နေခဲ့တယ်ကောင်လေးကသူပါတဲ့ဓာတ်ပုံကိုလှန်လိုက်ပြီးဗလာကိုလက်ညှိုးထိုးပြတယ်သူမိဘတွေဟာဂျက်ခရိုမဟုတ်ဘူးလို့ပြောပြခဲ့တယ်သူမိဘတွေဟာဂျက်ရဲ့လက်ချက်နဲ့တေဆုံးသွားခဲ့ပြီးတော့ကောင်လေးကဂျက်ရဲ့ရှိုးဝက်ချက်ကိုဖွင့်ချမှာဆိုလို့ဂျက်ကသူ့ရဲ့ရှာကိုရရဆက်ဆက်ဖျက်တောက်ခဲ့ပါတယ်ဘယ်လာတယောက်သူ့မျက်စိရှိကအဖြစ်မှန်တွေကြောင့်တုံးလှုပ်သွားခဲ့တယ်အမေဖြစ်သူအမှန်တရားကိုသိသွားတဲ့အခါမှာတော့သူမအယမ်းကိုထိတ်လန့်သွားခဲ့တယ်သူမကသူ့ခင်ပွန်းကိုအခန်းထဲကိုချက်ချင်းပြန်ခေါ်လိုက်ပြီးအမှန်တရားကိုပြောပြခဲ့တယ်အဖြစ်မှန်ကိုသိသွားပြီးတဲ့နောက်မှာတော့သူတို့တွေစိတ်ကိုတည်ငြိမ်အောင်ထားခဲ့ရတယ်ပြီးတော့ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်ခဲ့ကြတယ်ဗလာရဲ့မိသားစုအပြင်ကိုထွက်လာတဲ့အခါမှာတော့သူတို့ရဲ့ကားပြီးတွေဟာဂျက်ကြောင့်ဖောက်ခံထားရပြီးသားဖြစ်နေတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့အမြန်ထွက်သွားနိုင်ဖို့အတွက်သူတို့ကမတိချင်အောင်ဆောင်ခဲ့ကြတယ်သူတို့ကားထဲကိုဝင်တော့မလို့လုံနေုံမှာပဲဂျက်ကသူတို့ကိုရုတ်တရက်လှမ်းခေါ်လိုက်တယ်သူကကားပြီးတွေကိုအလားကားပြင်ပေးနိုင်ပြီးအချိန်လည်းတိတ်မကြဘူးလို့ပြောခဲ့တယ်သူတို့စီစဉ်တွေပေါ်သွားမှာစိုးလို့ဗလာရဲ့မိသားစုမှာဂျက်ရဲ့ကမ်းလှမ်းမှုကိုလက်ခံယုံကလွဲပြီးတခြားရွေးချယ်စရာမရှိခဲ့ပါဘူးအဲ့ဒီနောက်မှာတော့ဗလာရဲ့မိဘတွေကကားထဲဝင်ပြီးထွက်ခွာဖို့ပြင်ဆင်ခဲ့ကြတယ်ဂျက်ကပြုံးပြပြီးသူတို့ကိုလက်ပြနှုတ်ဆက်ခဲ့တယ်ဒါပေမဲ့ကောင်လေးကခြံတကားကိုဖွင့်တော့မလို့လုံနေတော့မှာပဲဂျက်ကသူ့ကိုရုတ်တရက်တားလိုက်တယ်ဗလာရဲ့မိသားစုကချက်ချင်းတတိအနေထားဖြစ်သွားခဲ့ပြီးသူတို့ရဲ့နှလုံးခုန်နှုံးတွေမြင်လာခဲ့တယ်ဂျက်ကရီမူတော့တစ်ခုကိုရုတ်တရက်ထုတ်လိုက်ပြီးခြံတကားကိုအဝေးကနေဖွင့်ပေးလိုက်တယ်ဘယ်လာရဲ့မိသားစုလည်းနောက်ဆုံးတော့တက်ပြင်းချနိုင်ခဲ့ကြတယ်သူတို့ဘေးကင်းကင်းနဲ့ထွက်သွားနိုင်ပြီလို့ထင်နေုံမှာပဲဘယ်လာကတုံလို့စရာမြင်ကွင်းတစ်ခုကိုမြင်လိုက်ရတယ်